လုံးမဲမင်္ဂလာပါဒီကနေ့ဗလိုက်တွေမှာအသုံးပြုတဲ့ဒိုင်ယွန်လေးတွေကောင်းမကောင်းတိုင်းတာတဲ့နီလန်ကိုအကြမ်းမြင်ပြောပြပေးသွားမှာဖြစ်ပါတယ်အရင်ဆုံးဗလိုက်အုပ်စုမှာတုံးထားတဲ့ဒိုင်ယွန်မျိုးစားကိုသိရပါမယ်ဗလိုက်အုပ်စုမှာတုံးထားတဲ့ဒိုင်ယွန်မျိုးစားတွေကတော့ရှော့ကီဒိုင်ယွန်တွေတုံးများပါတယ်အဲ့တော့ရှော့ကီဒိုင်ယွန်တွေကိုကောင်းမကောင်းတိုင်းတော့မယ်ဆိုလို့ရှိရင်ဒိုင်ယွန်တန်ဖိုးနဲ့တိုင်းလို့ရပါတယ်အရင်ဆုံးဂီတာရဲ့လက်တံနီကိုအရစ်ပါတဲ့ဘက်မှာထောက်ပါမယ်အရင်မပါတဲ့ဘက်ကိုလက်တံအနက်ထောက်ပါမယ်ထောက်လိုက်တဲ့အချိန်မှာကျွန်တော်တို့တန်ဖိုးမပြရပါဘူးသူ့ရဲ့စန့်ကျင်ဘက်အနေနဲ့ကျွန်တော်တို့အရစ်ပါတဲ့ဘက်ကိုအနက်ထောက်မယ်အရစ်မပါတဲ့ဘက်ကိုအနီထောက်မယ်အဲ့မှာတန်ဖိုးပြရပါမယ်တန်ဖိုးအဖြစ်ကိန်းကနန်း၃လုံးပြမှာပေါ့ကိန်းကနန်း၃လုံးမပြဘဲနဲ့ကိန်းကနန်း၃လုံးထက်နည်းနေခဲ့လို့ရှိရင်လည်းအဲ့တိုင်ကိုမကောင်းပါဘူးကိန်းကနန်း၃လုံးထက်များနေခဲ့ရင်လည်းအဲ့တိုင်ကိုမကောင်းပါဘူးနှစ်ဖက်လုံးကိုထောက်ကြည့်တဲ့အနေထားမှာတန်ဖိုးမထွက်ရင်လည်းအဲ့တိုင်ကိုအမျိုးစားမကောင်းပါဘူးအဲ့တော့အနည်းချုပ်အနေနဲ့ပုံပြပေါ်မှာပဲဖြစ်ဖြစ်ကျွန်တော်တိုင်းလို့ရပါတယ်ဒိုင်ယွန်ကိုဟိုဘက်ထိပ်ဒီဘက်ထိပ်ခွာတိုင်းမယ်ခွာတိုင်းတဲ့အနေထားမှာအရင်မပါတဲ့ဘက်ကိုအနက်ထောက်အရစ်ပါတဲ့ဘက်ကိုအနီထောက်အဲ့ချိန်မှာတန်ဖိုး၃လုံးပြမယ်တန်ဖိုး၃လုံးပြရင်ကျွန်တော်တို့အကြမ်းမြင်ကောင်းတယ်လို့သတ်မှတ်မယ်အဲ့ဒါမှမဟုတ်ဘူးတန်ဖိုး၃လုံးပြရဲနဲ့ကျွန်တော်မကောင်းတဲ့အနေထားရှိတတ်ပါတယ်အဲ့ဒါပါလဲဆိုတော့သူ့ရဲ့ဘိုးအပြေးဝထုတ်မပေးနိုင်တဲ့အခါမျိုးမှာဖြစ်တယ်အဲ့ဒါကိုတော့ကျွန်တော်ဗလိုက်ပိုင်းရုပ်ထွက်တဲ့အပိုင်းကိုနောက်တစ်ပိုင်းအနေနဲ့ဆက်ပြီးတော့ပြောပြပေးသွားပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်